ဝုတ်ကြောင်ဟောပြမခံပြီးကျုံနေရသူ ဟုတ်ပါတယ်ဒါတော့ကျွန်တော်အကိုကြီးဖြစ်ပါတယ်အကိုကြီးအဖိရ မဟုတ်ကျွန်တော်ကိုကြီးကဒါအမြီးလုပ်ပေးနေမှာအမဟုတ်ကသူဒါစားဖို့လုပ်ပေးနေပါတယ်အဲ့လိုလုပ်ရလားဟုတ်ကြောင် အဲ့လိုလုပ်ရတယ်ဒါဝုတ်ကြောင်အစစ်မှန်လို့ခေါ်တယ် ဝုတ်ကြောင်အစစ်မှန်နော်ဝုတ်ကြောင်အစစ်မှန် စက်ဖို့မဟုတ်ဘူးဆိုတာ အဲ့ဒါဒီဝုတ်ကြောင်ပြီးတော့ကျွန်တော်တို့ကဒီမှာလောလောဆယ်ဆွမ်းနာဥစ္စာကျွန်တော်မမိလိုက်လို့ဗျဒါလေးကြော်ပြီးတော့သူတို့ဒီမှာဒါလေးရှက်ထားအဲ့ဒါဆွမ်းနာဘုံကြောင်ခဏသွားနေမမိလိုက်တာโอเคပြီးတော့ဒါလေးဝိဒါလေးကပါလေးရော အဲ့ဒါဝစီဘက်ဝက်စီပဲလားဝက်စီပဲကြော်โอเคโอเค တော့ဝယူ ဝက်နံရိုးဒီကောင်ဝက်ရိုးချက် ဒီအောင်ရောက်ဝတ်နေရွက်လို့ခေါ်တယ် ဝတ်တာတော့ဟုတ် ဟုတ်ပြီဒီမှာဝက်တာလာပေါ့တာလာပေါ့မှာထိုးထားလားโอเคဒီမှာဝက်ဆွပြုတ်လေးနဲ့ဗျာ ငါတော့ဝတ်တာလား ဟုတ်ပြီဒါဒါတော့ နေဗျာ ဒါဗျူအမှုကျွန်တော်တို့ထိုးပေးထားတာလာပေါ့လေးပါ ဒါလည်းဘောလေးပါငါဝတ်ဦးပြောလား ဟာဦးနူးပြုတ်လေးလား ဝတ်ဦးပြောရ ဟောရေးဒါဘသူဝက်တို့ မြို့တိုင်းစားဦးလား မဟုတ်လေ မြို့တိုင်းစားဦးလား မဟုတ်လေဒါဟို ဒါကတော့ရငွေกว่า မဟုတ်လေဒီ တော့ရတဲ့မွေ ဒီဝက်ကဘာဟိုကအကျွေးလာပါအောင်ဘယ်လောက်ပေးရမှာ